ဖေရတော့တော့ကွာငါလည်းပဲဟာဟဲ့မင်းဘလို့လောက်လာဟမ်ဒီလောက်ချိုတဲ့ကော်ဖီကိုငါသွားတောက်ရင်ငါဆေးချိုဖြုတ်သွားမှာပေါ့ကွာတေးကြနေပါပြီမင်းကောင်လုံးကြံခြင်းနဲ့ဆိုတာတေးကြသွားပြီဟာဆရာလည်းမဟုတ်တာဗျာဆရာကိုကျွန်တော်ဘာလို့လုံးကြံမှာလဲဗျာကျွန်တော်ရဲ့စေတနာကိုပို့သွားတာပါဗျာငါဘာငါအပြင်မှာပဲသွားစားတော့လက်ကွာအကောင်းရနေဘလို့ဖြစ်သွားလဲမသိပါဘူးတပည့်ရဗျာဘာဖြစ်လို့ဒီကွာဆရာလက်တစ်ချောက်ခါပြီးပါဟဲ့ဘာလုပ်လဲဆရာလက်ခါပြီဆိုခါပေးရတယ်မင်းအချောက်ကြီးကြာနာပဲကွာနည်းနည်းပါပါအားထဲပါကွာမင်းယောက်ျားမဟုတ်ဘူးလားโอเคရတယ်ဟုတ်ဆရာလေဗျာအဲ့လိုကြီးအော်မနေပါနဲ့ဗျာအခုပြုတ်သွားတာအစ်စ်ပြုတ်သွားတာပါအစ်စ်ပြန်လဲလိုက်ရတယ်လေဗျာဆရာဝန်ကြီးခေါ်ရမယ်လား